นุตตะบาโอตอลဘောဖယားဟောတရားသဘောနဲ့လူဘဝဆိုတာရဖို့ရမလဲကူပြီးရခဲ့လာစောလူဘဝကြီးကိုရလာကြသည်အကောင်းဆိုအကြောင်းအကျိုးလဲခွဲရသည်ရဓမ္မလူပိသားတွေတန်ဖို့လဲသိဖို့လိုပါသည်မနုဿတဘာဝတော်လဘောဖယားဟောတရားသဘောနဲ့လူဘဝဆိုတာရဖို့ရမလွယ်ကူပြီးရခဲ့လာစောလူဘဝကြီးကိုရလာကြသည်အကောင်းဆိုအကြောင်းအကျိုးလဲခွဲရသည်ရဓမ္မလူပိ